ကိုဘွားကဘာမှမရှိတော့လို့ခံစားရတယ်တခုခုကပျောက်ကွယ်သွားတယ်လို့မျိုးအဲ့လိုမျိုးကြတဲ့ dopamine ကတော့မကောင်းဘူးပေါ့နော် Hello ဒီနေ့ဗီဒီယိုမှာတော့ dopamine ရဲ့အလုပ်လုပ်ပုံကိုပြပြသွားမှာပါတကယ်တော့လေ dopamine ဆိုတာကကျွန်တော်တို့အုံနောက်ထဲကနေပြီးတော့ feel good chemical တစ်ခုပေါ့နော်ဒါပေမဲ့အဲ့ဒီအရာကလေကျွန်တော်တို့ရဲ့ဘဝကိုတိုးတက်စေနိုင်တယ်လို့တချို့အချိန်တွေမှာတော့ကိုယ့်ရဲ့ဘဝကိုဖျက်ဆီးနိုင်လောက်တဲ့အထိကိုဖြစ်သွားတယ် dopamine ဆိုတာကပါလေ dopamine ဆိုတာကအုံနောက်ထဲကနေထွက်လာတဲ့ဒီလို neurotransmitter တစ်မျိုးပေါ့နော်ဥပမာ reward system ကိုထိန်းချုပ်တဲ့ chemical တစ်ခုလို့ပြောလို့ရမယ်ဥပမာအရာကောင်းတဲ့အစားအစာတွေကိုစားလိုက်တဲ့အခါရလာတဲ့ဝမ်းမြောက်မှုပျော်ရွှင်မှုကိုက ice cream အရန်ကြိုက်တယ်ကိုကဒီ ice cream ကိုစားလိုက်တဲ့အခါမှာစားပြီးသွားတဲ့အချိန်မှာပေါ့နော်အရန်ပျော်ရွှင်ရတယ်ဥပမာကိုကတငယ်ချင်းတွေနဲ့ hot pot သွားစားလိုက်တယ် barbecue သွားစားလိုက်တယ်ကိုစားချင်တဲ့အရာအစားအစာကိုတစ်ခုခုကိုစားပြီးလိုက်တဲ့အခါရလာတဲ့ကျေနပ်မှုအဲ့ဒါ dopamine ထွက်တာပဲနောက်တစ်ခုက gain ဆော့လို့ gain နိုင်တဲ့အခါမှာလေ dopamine ထွက်တယ်ကိုကအနိုင်ရသွားရဲဆိုတော့ခံစားချက်အဲ့ဒါ dopamine ရတာပဲနောက်တစ်ခု social media မှာကိုက post တွေတင်နေ video တွေတင်နေအဲ့ကနေ like တွေရမယ် follower တွေရမယ်အောက်မှာ comment တွေအများကြီးမှတ်မယ်ကိုကအဲ့ဒါကိုကြည့်ပြီးတော့ကျေနပ်တယ်ပျော်ရွှင်တယ်ပေါ့နော်ဒီဟာကလေ dopamine ထွက်တာပဲအဲ့ဒီချိန်တွေမှာ dopamine ထွက်ပြီးတော့အဲ့ဒီအရာကိုငါထက်ကလိုချင်တယ်ဒီအရာကိုလိုချင်တယ်ဆိုရဲစိတ်ကြောင့်အဲ့ဒါ dopamine လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့် dopamine က motivation ကိုလည်းထောက်ပံ့ပေးတယ်လို့ပြောရမယ်ချို့လူတွေဆိုလို့ရှိရင်ဥပမာအရန်တော်ကြတယ်စာတစ်ပုဒ်ကိုကြက်လိုက်တယ်စာတစ်ပုဒ်ကိုကြက်လိုက်တဲ့အခါရသွားတယ်အလုပ်ဆိုတဲ့အခါမှာရသွားတယ်ဟာငါတော်လိုက်တာပေါ့နော်အဲ့လိုကိုကနောက်တစ်ပုဒ်ကိုလည်းထက်ကြက်ချင်စိတ်ဖြစ်တယ်အဲ့ဒါ dopamine ကြောက်ပေါ့နော် dopamine ရဲ့ကောင်းခြင်းတွေကအများကြီးပဲ dopamine ကမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ဒီနေ့စဉ် daily life တွေမှာလည်းဘာမှလုပ်ချင်စိတ်ရှိမှာမဟုတ်ဘူးကောင်းတဲ့အချက်ကသူကဘာလဲဆိုတော့ motivation ကိုပေးတယ်အလုပ်တစ်ခုကိုပြီးမြောက်သွားတဲ့အခါမှာဟာငါလုပ်နိုင်ပါလားဆိုရဲအဲ့ခံစားချက်ကိုပေးတယ် learning ကိုလည်းကူညီရယ်ဒီကျွန်တော်တို့ရဲ့အုံနောက်ကလေဒီအောင်မြင်တဲ့အတွေ့အကြုံတွေကိုအမြဲတမ်းမှတ်သားထားတယ် goal oriented ဖြစ်စေရပေါ့နော်လုပ်ငန်းတစ်ခုကိုစပြီးဆုံးအောင်လုပ်နိုင်စေရအဲ့ဒါကဘာကြောင့်လဲဆိုတော့ dopamine ကြောင့်ကိုကပြီးမြောက်သွားရဲဆိုရဲခံစားချက်ကိုလိုချင်တယ်အဲ့ဒါကြောင့်ဒီအလုပ်ကိုပြီးအောင်စူးစမ်းတယ်ဒီလုပ်ပြီးသွားရင်ကိုရချင်တဲ့ dopamine ကိုရတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်စာတစ်ပုဒ်ကိုပေါ့နော်ငါဒီနေ့ငါဒီစာတစ်ပုဒ်ကိုပြီးအောင်ရေးမယ်ရေးပြီးသွားတဲ့အခါမှာရလာတဲ့ပျော်ရွှင်မှုအဲ့ဒါ dopamine ထွက်တာပဲအရန်ကိုလွယ်ကူကူရလာတဲ့အခါမှာဆိုရင်တော့ပြဿနာတွေကိုဖြစ်စေနိုင်တယ်ဥပမာဆိုလို့ရှိရင် social media မှာဆို scrolling အများကြီးလုပ်တာ scrolling လုပ်ရတဲ့အခါပျော်ရဲပေါ့နော်ဒီကခဏတာထွက်တဲ့ dopamine ဘာမှစူးစမ်းအထောက်မှုမရှိဘဲနဲ့ရလာတဲ့ dopamine အလွယ်တကူပျော်ရွှင်မှုရတဲ့အတွက်အလုပ်ကြီးတွေကိုကိုကလုပ်ချင်စိတ်မရှိတော့ဘူး social media အရင် scrolling လုပ်တာ short video တွေကိုကြည့်တာ short video ကြည့်တဲ့ပျော်ရွှင်မှုကဘာနဲ့မှမတူဘူးသူက dopamine ကိုပေါ့နော်ချက်ချင်းထွက်စေတယ်ဒါပေမဲ့အဲ့ဒီ scrolling လုပ်ပြီးသွားတဲ့အချိန်မှာပဲဒီကတော့ phone ကိုပိတ်လိုက်လို့ရှင်ကိုဘွားကဘာမှမရှိတော့လို့ခံစားရတယ်တခုခုကပျောက်ကွယ်သွားတယ်လို့မျိုးအဲ့လိုမျိုးကြတဲ့ dopamine ကတော့မကောင်းဘူးပေါ့နော်ပြောရရင် short video တွေကြည့်တာလို့ဖြတ် video တွေကြည့်တဲ့အခါမှာအုံနောက်ကအရန်ကိုအလုပ်လုပ်ရတယ် gain အရန်ကစားတာ gain ရန်ဆော့တာဒီခေတ်မှာတော့ gain ဆော့တာကတချို့ professional ဆော့တဲ့လူတွေကိုမပြောဘူးပေါ့နော် gain ကိုအရန်ဆော့တာအချိန်အရန်ဖြုံးတဲ့လူတွေကြတော့ဒီ dopamine ကိုထွက်တာကမကောင်းဘူးဒီ dopamine အဲ့ဒါကို dopamine addiction လို့ခေါ်တယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ကအာရုံစူးစိုက်မှုတွေနည်းလာတယ်အလုပ်ကြီးတွေဆိုမလုပ်နိုင်တော့ဘူးအရင်ကြီးမားတွေကိုမလုပ်နိုင်တော့ဘူးမစင်းစားနိုင်တော့ဘူးပြီးရင်စိတ်ပြတ်မှုတွေလည်းများလာမယ်နောက်တစ်ချက်ဒီမှာဆိုလို့ရှိရင်အရေးကြီးတဲ့အပိုင်းကိုရောက်လာပြီစေးသုံးခြင်းနဲ့ dopamine ပေါ့နော်ဒါကတော်တော်ကိုအရေးကြီးရယ်လူငယ်တွေတော်တော်များများလဲဒါကိုသိတင်တယ်အဲကြောင့် drug တွေသုံးတဲ့အခါမှာ dopamine ကိုအရန်ကိုအများကြီးထုတ်ပေးတယ်သူကတဘာဝနီးနဲ့ရတဲ့ dopamine ထက်ကိုအဆပေါင်းများစွာပိုများတယ်အဲကြောင့်ကိုကပထမချိန်သုံးရတဲ့အခါမှာတော့အရန်ကိုပျော်ရွှင်ရတယ်နောက်တစ်ချိန်မှာတော့ဒီကိုသုံးတဲ့ပမာဏမရတော့ဘူးဒီထက်ကိုပိုတင်မှပဲအုံနောက်က dopamine ကိုခံစားရတယ်အဲ့ဒါကြောင့်တာမန်ဘဝမှာပျော်ရွှင်မှုမရှိတော့ဘူးဒီဟာကိုသုံးရမှငါပျော်ရွှင်ရမယ်ဆိုတာဖြစ်လာတယ်အဲ့ဒါကြတော့ drug တွေသုံးတဲ့လူငယ်တွေပေါ့နော်အဲ့ဒါကြောင့်ဆေးသုံးမိရတဲ့ dopamine ကပုံမှန်တာမန် dopamine ထက်ကိုအဆပေါင်းများစွာကိုသုံးမှကိုဒီ dopamine ကိုရတယ်နောက်တစ်ချက်ကလေဘလို့ dopamine တွေကတန်မိုးရှိလဲဆိုရင်အလုပ်ပြီးမြောက်ပြီးရလာတဲ့ dopamine တွေကတန်မိုးရှိတယ်ဒီ dopamine ကကြတော့တဖြည်းဖြည်းနဲ့ value တက်လာတယ်
ဟာငါဒီလောက်ထိလုံနိုင်တယ်နောက်တစ်ခေါက်ဆိုလို့ရှင်ငါတစ်ချက်တောင်ပိုလုံနိုင်သေးတယ်ဆိုတော့အစ်စ်တွေကတဖြည်းဖြည်းချင်း play ကားတက်တယ်လို့မျိုးတက်သွားတာအဲ့လိုအလုပ်ပြီးမြောက်တဲ့ရတဲ့ dopamine ကကြတော့စေးသုံးမြတ် dopamine နဲ့လုံးဝမတူပါဘူးဥပမာရှင်သွားပြီးကို workout တွေလုပ်ပြီးသွားတဲ့အချိန်မှာပျော်ရွှင်မှုပေါ့နော်ဟာငါရန်ကိုမိုက်လာတော့မှာပါလားဒီနေ့ကိုငါအောင်မြင်စွာပြီးဆုံးအောင်ငါစောနိုင်သွားပြီဆိုတော့အဲ့ပျော်ရွှင်မှုကျေနပ်မှုကအရန်ကိုမှကောင်းတယ်စာတစ်ပိုက်ကိုလေးလာပြီးတော့နားလည်သွားတဲ့အခါကိုမသိတဲ့စာကိုကလေးလာတယ်ထက်ကလေးလာရင်းနဲ့ရသွားတဲ့အခါမှာရလာတဲ့ပျော်ရွှင်မှုကဘယ်ဟာနဲ့မှမတူဘူးဒီ dopamine ကလည်းကောင်းတယ် project တစ်ခုကိုပြီးမြောက်သွားတဲ့အခါ project တွေတိုင်းကတော့လွယ်ကူရှိရ project ဆိုတာမရှိဘူးအဲ့ဒါ project တစ်ခုပြီးမြောက်သွားတဲ့အခါမှာလေကိုယ့်ရဲ့ dopamine ကတိုးလာရဲပေါ့နော်ဒီလို dopamine ကကြတော့ဘဝကိုတိုးတက်စေတယ်အဲ့ဒါကြောင့်ကျင်းချုပ်ပြောရမယ်ဆိုရင်တော့ dopamine ကမကောင်းတာမဟုတ်ဘူးဒါပေမဲ့ကိုက dopamine ကိုဘယ်ကရလဲဆိုတာကအရေးကြီးရယ်အလဲတကူရတဲ့ dopamine တွေကကြတော့အချိန်တိုပျော်ရွှင်မှုပေါ့နော်ရေတိုပျော်ရွှင်မှုအဲ့ဒါကြောင့်မကောင်းဒါကိုမလုပ်တင်ဘူးစူးစမ်းပြီးရတဲ့ dopamine ကကြတော့အချိန်ကြာလာတဲ့မြအောင်မြင်မှုတွေကပိုပြီးကြီးလာလိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ရမှာကလေငါကရေတိုလားငါကရေရှည်လားဒါမှမဟုတ်ပျော်ရွှင်မှုလားတိုးတက်မှုလားတိုးတက်မှုနဲ့ပျော်ရွှင်မှုကိုလည်းတွဲပြီးတော့လုပ်လို့ရတယ်ဥပမာအလုပ်ပြီးမြောက်သွားရဲဆိုရဲပျော်ရွှင်မှုကအရန်ကိုကောင်းတယ်အဲ့ဒါကြောင့် dopamine အကြောင်းကိုဒီနေ့မှာပဲဒီကုတ်ချုပ်လိုက်တော့မယ်နော်အားလုံးပဲမင်္ဂလာရှိတော်နေလေးဖြစ်ကြပါစေကိုယ့်ရဲ့ dopamine ကိုလည်းနီးမှန်လမ်းမှန်နဲ့အသုံးပြုနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်